妹，ဘာလို့你ကြောင်းပြန်ရပြီအေး你ကြောင်းပြန်လာအခုစားလဲပြီးဒီမျိုးတော့တက်ထားလိုက်နေဖေးအချိန်မီဒီမင်းစားလို့ရအောင်လောက်ရပြန်လာဒီတူတူပဲဟန်ကြရနော်妹လေဝစားလဲပြီးတကယ်ချင်းလေရွာတော့တဆော့ချင်းဘာဆော့လဲနေရွာဆော့စရာလားသွားမင်းတော့တဲ့ယောက်ျားလေးနော်မိုးလေးအလောက်ခိုင်းရောက်လာမှသမီးလေးရောက်လာမှရက်မိုးတယ်ခိုင်းတာလေအေးကျမဟောလာကျမဘသူ့ပဲအလုံးလို့ဘသူ့ပဲခမျိုးတဲခိုင်းအမပူပါလို့လေအမရဲ့ဒီပါကြီးညီတို့စင်ရတယ်ဆိုတဲ့အကြောင်းငါပြောတာဒီခုံတွေခုလည်းရောင်းမထွက်သေးဘူးလားဟာနောက်ထပ်တစ်ခုံကြံသေးတယ်ဟာဒီနေ့အပြီးလုံးမယ်လို့တော့စိတ်ကူးထားတာပဲရှင်အလောက်တာလဲနော်ဘယ်လိုကြီးမလဲဘာအဒီအောင်ခုဒီကုံသေးဘူးဘယ်နည်းရရှိပြီတော့ဟာမိမရဲ့နေရလဲငါ့ကိုအပြစ်တွေကြီးပြောဖို့ပဲသိတယ်ရှင်လောက်တာမဟုတ်သေးဘူးနော်ဒီဘာမှအပေါ်ဝင်လည်းမရှိပါဘူးမနေ့ကပြင်ပြတ်သွားတာဒီနေ့မနေ့မှပြင်ရရောက်လို့ဟာအားကြောင့်မလို့မနေ့ပြန်ကြောင်းထွက်မှလားအဲ့ဆိုဒီနေ့ပြီးရင်ဒီနေ့ပြီးရင်မနေ့ကရောင်းထွက်ပြီပေါ့ဟာအော်ဒါသမားကလည်းရေးကြီးနေတာမတိကြပါဘူးရှင်ဟာရှင်အလောက်တဲ့ပုံလောက်ပုံကိုင်ပုံမဟုတ်သေးပါဘူးဟာနေစိတ်ချနေစမ်းပါဟာမနေ့ပြန်ဈေးဖို့မရှိတော့ဘူးနော်ကလေးကျူရှင်ကလည်းပေးရအောင်မယ်အကျွေးတွေလည်းပတ်လက်ဝိုင်းနေပြီဘယ်လိုလုပ်ရမလဲကျမဒုက္ခပါပဲဟာနင်းကငါပြောပြီးမလားမနေ့ပြန်မနေ့ကိုလေဒီခုံတွေအကုန်လုံးရောင်းထွက်သွားတဲ့အဲ့ဒီအော်ဒါမှာထားရလို့ရှာပတ်စံထုတ်ပြီးတော့နင်းကအကုန်ပေးမယ်ဟာဘာမှစိတ်ပူနေနဲ့ပွားစီနေနေရွာတောင်မရမတ်ထီကြီးတို့ယောက်ျားများလေးမိမကိုဆင်ထားတာများရွှေတွဲလဲငွေတွဲလဲနဲ့ကော့မော့နေတာပဲအင်အားဟာတယ်နော်ကွာပဩနေစမ်းမော်သူတို့ကလေလဲနဲ့ယာနဲ့ကားနဲ့ဟာအဲ့ဒီလိုလှုပ်စားနိုင်မှာတော့ तू သားမရအောင် तू တင်တော့တက်ထားနိုင်မှာပေါ့ဟာငါကဒီမှာလက်ကလေးနဲ့လှုပ်နေရတာငါတက်တဲ့အခုလက်သမားပညာနဲ့နင်တို့သားမီးကိုငါလည်းစောင်းနေပြေးလဲအောင်လှုပ်ပေးနေရပဲဟာသမားအာသူကကြနဲ့နင်ဟာငါ့ကိုအပြစ်တွေတင်ဖို့ပဲသိတယ်နဲ့တူတယ်နဲ့သူများယောက်ျားလေးလိုမျိုးရှင်အပေါ်ဝင်ရအောင်ရှင်အစွမ်းစားနဲ့ချစ်ရင်ချင်းမရှိဘူးလားရှင်ချလို့မရဘူးလားဟာဒီထက်ပိုပြီးချောပါလဲငါဓမြတက်ရမှာလားဟမ်နင်ဟာတော်တော်လောဘကြီးတဲ့မိန်းမပဲအုံနောက်မရှိဘူးလားသူများယောက်ျားလိုမျိုးဟာတော်ဟာနင်တော်အေးကျမပြောမယ်နော်မနေ့ဖြန်ကျမဈေးသွားမယ်ကျမပတ်စံလို့တယ်အဲ့ဒါမနေ့ဖြန်ဒါကိုအကုန်ရောင်းခဲ့နော်ရှင်အကုန်မြန်ပြီးအောင်လုပ်ပြီးလို့ရှင်မနေ့ဖြန်အပြီးရောင်းနော်ပြီးတော့ကျမပတ်စံလို့တယ်စိတ်ချဒီမိန်းမတော့ကွာဟမ်စန်းတဲမေလာခဲ့ဒီကိုသမီးကိုတက်ပြီသမီးကိုနိုင်လို့မေအေးပြီးရင်လာခဲ့မြင်လို့ရောက်ဒီမှာတော့ဆက်ပါဦးမှာတေးတစ်ထောင်ဘိုးနေတစ်ထောင်ဘိုးသုံးတစ်ထောင်ဘိုးလေးတစ်ထောင်ဘိုးငါးတစ်ထောင်ဘိုး9ထောင်ဘိုးကြားလားရောက်မြန်သွားပြီးမြန်ပြန်လာနော်လမ်းမနေမဆော့လာခဲ့နဲ့နော်အကြာကြီးမလုံးနဲ့အမေသမီးဘိုက်ဆောင်နေမဟုတ်ဘူးလေဘာမဟုတ်ဘူးလေဘာမဟုတ်ဘူးလေငါလှုပ်ထလိုက်လို့နေဖေလို့မလုံးနဲ့နေဖေကအိမ်မှာတိုးတက်ကြီးပွားဘာမှလုပ်ပေးနိုင်တဲ့ယောက်ျားမျိုးမဟုတ်ဘူးဒီချဲလေးပေါက်မှနေထမင်းစားရမှာမနေ့ပြန်ငါဈေးသွားရမှာမဟုတ်ဘူးဘာလို့တော့မလုံးနဲ့ငါလှုပ်ထလိုက်လို့နေဖေလို့နှုံငါအိမ်မလုံးနဲ့ပတ်စံနဲ့ထွက်ကြလာခဲ့အောင်မယ်ကြားလားနေဖေသူမလုံးနဲ့နော်ညင်သွားပြီးညင်ပြန်လာတော့အချိုးမတည်တဲ့ကလေးမတ်ဝဲတဲ့ထောင်နော်အကောက်ကတော့ငါဝဲ900ငါကောက်မယ်နော်အေးညရတယ်အေးဝဲ900တော့များတာပေါ့အေးဒီလိုကျင်နိုင်စောမကျင်နိုင်မစောနဲ့နော်ငါပြောထားပြီးတော့3ဘွဲကို1000တော့လုပ်လိုက်ဒါဖြစ်လို့လဲဆိုတော့ဝဲ900ဆိုတော့တက်ကြုံလေညရတယ်အေးငါလည်းဒါကြီးစိုက်ထားပေးရသေးတယ်လေသိပါတယ်အေးငါ့အိမ်မှာလည်းလာစောနေတယ်နူတို့ကကြီးတဲ့ဟောညိတ်မဲ့စော့အမို့လို့3ဘွဲ1000ထားလို့ဝဲ900တော့အေးညရတယ်များတာပေါ့အေးစော့လာမှတဘွဲ1000ကြီးဟ
ပါထားလိုက်ရမစွာရနာနေအေးနေကြောင်းပြန်လာအခုစားလဲပြီးဒီမျိုးသွားတက်ထားလိုက်နေဖေးအချိန်မီဒီမင်းစားလို့ရအောင်လောက်ရပြန်လာဒီကဟန်ကြရနော်မဲလေဝစားလဲပြီးတကယ်ချင်းလေရွာတော့တဆော့ချင်းဘာဆော့လဲနေရွာဆော့စီရလားသွားမင်းသွားတယ်ယောက်ျားလဲနော်မိုးလေးအလောက်ခိုင်းရောက်လာမှသမီးလေးရောက်လာမှရက်မိုးတယ်ခိုင်းတာပဲအေးကျမဟောလာကျမဘသူ့ပဲအလုံးလို့ဘသူ့ပဲထမျိုးတဲခိုင်းအမပူပါလို့လေအမရဲ့ဒီပါကြီးမိလို့စင်ရတယ်ဆိုတဲ့အကြောင်းငါပြောတာပါမပြောပါဘူးဆော့ကြစီလားဆော့ပါမရဲ့ဒါတွေငါလျှောက်ပြောမိဒီပါဒီဟာလာဆက်ဘယ်အောင်ရောကွာယောက်ျားဒီနေ့ရှင်လုံးမသွားပြန်ဘူးလားအာငါဘယ်အောင်နေလို့မမရဲ့ဘာဖြစ်လို့ဟာလေအမျိုးမျိုးဘယ်ကအောက်ရတာနဲ့ဩလူပဲဟာတွင်းတဲ့ကိုသားနဲ့ကိုတစ်ခါတလေတော့ဖြစ်မှာဗောဟာနေလေဆမ်ထမင်းရမာလားမသိဘူးဟာမနက်ကစားတာမာကလောက်နေဘယ်သူချက်တာနေချက်တာလားချက်သမီးချက်သွားတာလေဩနေရလဲဟာခလေးကိုဟာအကြောင်းတစ်ဖက်နဲ့မခိုင်းပါနဲ့ဟာငါသမီးကိုနေချက်ဗောဟာ तू ကခလေးမမဟုတ်တော့တာသမင်းချက်တက်တဲ့အရွယ်ရောက်နေပြီလေချက်ရမှာဗောခလေးပဲကိုဩနေရလဲ6တန်း9တန်းအရွယ်ကခလေးဗောဟာကျောင်းသားအရွယ်ပဲရှိသေးရဲ့လေနေရလဲထားလိုက်ကျမရှိကိုပြောကြရှိလို့လာလားပြောကြကိစ္စရှိလို့ဘယ်ဒီဘာပြောမှလဲပြောရွာလေပိုင်းကမိုက်အင်းမြင်းရဲ့ယောက်ျားကိုရဲမှန်လေသူကလေအခုနေစားမှာလေဆိုလာအလုပ်လုပ်နေရတဲ့ဆိုလာတက်စင်လားဘာလဲတော့မသိဘူးလုပ်နေတာတဲ့အစင်ကိုပြေးနေရောတိလားသူယောက်ျားသူမိန်းမဆိုရင်ပတ်စံနေပို့မပို့သူမိန်းမအောင်စံပို့ပေးတာသူအစင်ပြေငါဘာလို့ရမှာတော့ဟာမရှိဘူးဟာနင်အဲ့လိုမျိုးအားလို့နင်အဲ့လိုမျိုးထုံလို့အားလို့ငါတို့မိသားစုမတိုးတဲ့တာသိလားငါလည်းဟာအခုဒီရွာမှာငါတက်တဲ့လက်သမားပညာနေနဲ့နင့်ကငါတမအစီဝကြကြရှာဖွေကျွေးမွေးနေတာပဲထမင်းမငတ်ပါဘူးဟာထမင်းနဲ့မှန်တော်ပြီဗောမိဆိုရဲ့ငါတို့မိသားစုဘာတိုးတဲ့လုံးအခုอ่ะငါတို့မဒီအိမ်လေးနဲ့ခြံလေးနဲ့ရှိတယ်ပြီးတော့ထမင်းမငတ်အောင်နင့်ကငါရှာကျွေးနိုင်တယ်ဟာတော်ပြီဗောဟာငါနယ်စပ်မြို့ကြီးမပြောနဲ့ဟိုရန်ကုန်မြို့တော့မသွားဘူးတဲ့လူနေကနေဆက်မြို့လွတ်နေတာဟာငါမသွားချင်ပါဘူးဟာနေမသွားလို့မရဘူးဟာဒုက္ခပါပဲမိစုရဲ့နေသွားမှငါတို့မိသားစုတိုးတက်မှာဗောငါတို့မိသားစုကြောင်းနေအဆင်ပြေမှာဗောကဲငါအဲ့ကိုရဲမှန်အခုရဲမှန်လုပ်နေတဲ့အဲ့ဆိုလာတက်စင်နေဆက်မှာရှိတဲ့အလုပ်ကိုသွားပါကြီးရဲ့ငါဟိုမှာလို့ရတဲ့ပတ်စံကိုလာစားတိုင်းတလားတိုင်းမှာနော်လာစားတွေအကုန်လုံးတကြက်မကြံကလွှဲပေးမယ်နော်ဒါမဲ့နေစုဆောင်းနဲ့နေရလဲစီးတဲ့ရေကိုဆဲတဲ့ကစင်းစုဆောင်းနိုင်မှာဖြစ်မှာနော်မိစုအဲ့ဒါနေမပူစမ်းပါနဲ့အဲ့ဒါငါကိစ္စငါအလုပ်အပါအဲ့ဒါမပူနဲ့နေတာဟိုဘက်မှာအလုပ်ကြိုးစားလုပ်ပြီးပတ်စံပုံမှန်လေးပို့ငါဘက်ကတော့တောင်းဝန်ကြအောင်ပို့ပေးမယ်နေရလဲနောင်ရက်နေငါပို့သမျှကိုသုံးတင်တာပဲသုံးမသုံးတင်တာမသုံးနဲ့စုဆောင်းလုပ်နော်အေးပါငါသိပါတယ်နေငါ့ကိုဆရာလာမလောက်ပါနဲ့အဲ့အထက်ရေးကြီးကတကယ်လို့ငါသွားပြီးလို့ပတ်စံတွေပါပို့ပြေခဲ့လေငါသမီးလေးကိုလည်းငကက်ကလေးအရင်ဆုံးလုပ်ပေးပါဟာဟဲ့ငါသိပါတယ်အဲ့ဒါတွေငါအမေပါငါသိပါတယ်ဟုတ်ပြီကောင်းတော့အောက်ရှာရှိတာသမီးလေးကသွားတော့မသွားလေတကယ်ချင်းလေးကြားမအောင်ကြောင်းမအောင်မျက်နှာငယ်ရတယ်ဟာပတ်စံမရှိတော့သွားမယ်တာပြောတာနေပေါင်းလမ်းစိတ်ရှိလို့လားတို့မှာပတ်စံမှမရှိပဲဟာရတယ်ဒီညနေငါမခိုင်နေစီမှာပတ်စံသွားချိပေးမယ်နေလမ်းစိတ်ပြီးလို့ချင်းမနေ့ပြန်နေလိုက်သွားလိုက်မနေ့ပြန်သူတက်သွားမှာဒီတကယ်ဒီရဲမနေနဲ့ခင်တာပဲဟိုရပါတယ်ဟ
အေးအဲ့ဒါလမ်းစီရရင်တော့ငါမနေ့ကလိုက်သွားမယ်လေ အေး ဟုတ်ပြီ အာညောင်ငါလာပြောတာ အေးလေသမင်းလေးလက်စားလေးကိုတော့ဆံပြောက်ကလေးတွေကငါတော့ပြုတ်ပြီးတော့ငါဘိုက်တွေအောက်သမီးဒီစမှာလောက်သွားလို့တဲ့ရှင်ဘာမှလေးလေးမမနေတော့ ကြကြရှင်းကျမပြောထားမယ်နော် ကဲသမီးလည်းမရှိသွားတော့မယ်နော်တက်လာသမီးဒီမရှိတော့တော့မှလေးလေးမမနေတော့သမီးမိပြောကြတယ်နော်တက်လာ ယောက်ျားရှင်းကျမပြောရအောင်ခိုရောက်မှလေရှင်သမီးကိုတတိယမှာနဲ့တိလားဘိုက်ကအောက်ရမှာနဲ့အဲ့လိုရှင်ပြန်လာဖို့မစင်စားနဲ့နော်ပြန်လာဖို့နေမကြိုးစားနဲ့ အေးပါဟာမိဆွေနင်ကလည်းနင်ကငါပြောတဲ့စကားတော့နင်တေချာနားထောင်ပြီးတော့စုဆောင်လို့နော်ငါပို့တဲ့ပတ်စံကိုအိမ်တော်ရှင်ကောင်းအိမ်တော်ရှင်မကောင်းပိသားစွာနဲ့စီးတဲ့ရေးဆဲတဲ့ကစင်းကြားွယ်မဟုတ်လားစကားပေါ့နင်ကစုဆောင်လို့ငါဟိုမှာလာတဲ့ပတ်စံပြန်ပို့ပေးမယ်ပြီးတော့နင်ကငါပြောထားသလိုပဲနော်ဟိုသမီးလေးအတွက်လေဟိုငါကကလေးတည်းဝယ်ပြလိုက်ပါဟာဒီမှာနှစ်ကြောင်ညက်ဆိုလေသူ့တငယ်ချင်းပေါင်းနေနေကြားမှာရောကြောင်းမှာရောညနာငယ်ရတာဗောဟာငါသမီးလေးကနော် အေးငါသိတယ်အဲ့ဒါငါသိပါတယ်ငါအမေပါငါသိပါတယ်အဲ့ဒါယူထက်ခါယူပြောနေတာ ပြောတာဗောဟာနင်ငါသမီးကိုငကမ်းမလုပ်ဝေးမှာဆိုလို့ငါပြောနေရလေ အမလေးမုတ်စီတော့ဘယ်နာနေမှမသိနှခမ်းနာနဲ့တက်ပါမယ် ဟေးနင်စကားကို သားဖတ် ရှေ့ဝေးပြောမယ်နဲ့ငါလွှဲပေးတဲ့ပတ်စံငါသမီးကိုလုပ်ပေးလိုက်ဆိုလုပ်ပေးလိုက်ငါလွှဲကိုလွှဲမှာငါဟိုမှာပတ်စံကိုလေစုဆောင်နဲ့ရှာဖွေပြီးပို့တဲ့ပတ်စံကုန်လို့နေရာနဲ့ဒီမှာရွှေတတာ3နော်မိမဆိုတာအင်ရှင်မကောင်းပြီးတော့စူးစမ်းစီးတဲ့ရေကိုဆဲတဲ့ကစင်းနဲ့သိလား ငါသိ ပို့ တာ တဲ့ပတ်စံကိုနေကစုဆောင်လို့အဲ့ဒါမှငါတို့မိသားစုကအစင်ပြေမှာ အေးပါငါသိပါတယ်နင်းတာပတ်စံပုံမှန်လေးပို့ပေးသိလား အေးပါဟာသမီးအဖေရှေ့မှာလှုပ်သွားလို့နေတဲ့အချိန်သမီးအမေစကားကိုနားထောင်နော်ပြီးတော့ရွာထဲကတငယ်ချင်းတွေလည်းတက်တက်ရှုနေရန်နေပါမဖြစ်နဲ့ကြားလားကျောင်းလည်းပုံမှန်တက်စာကိုလည်းစူးစမ်းနော်ကဲအဲ့လိုဒီစုငါသွားမယ် ငါပြောပါအောင်မယ် ပြော ငါလေငါတို့အိမ်လေးဒီမှာလေတသေးလေးသူများအိမ်ထဲစားလို့ရှိရင်ဒီအိမ်လေးကငါဒီထက်ကြောင်ငါဆောက်ချင်သေးတယ်သိလားကြားလားဒီအလုံးစူးစားဟိုရောက်ရင် အေးပါငါ ကျန်လာဖို့နေမစင်စားနဲ့ နှစ်3နှစ်လောက်တော့စူးစမ်းပြီးလုပ်ခဲ့မယ်လေနော်နေသာငါပြောတဲ့အတိုင်းပဲနေပတ်စံစုအေးနေနော်ရွာထဲကလူတွေပြောနေကြတာနေကငါရှေ့မှာအလုပ်ထွက်လုပ်နေတဲ့အချိန်ဒိုးဆက်ဆက်တယ်တဲ့ဖဲတွေရိုက်တယ်တဲ့ငါဟိုမှာသွားတဲ့အချိန်နဲ့အဲ့ဒိုးဆက်ဆက်တာတို့ဖဲရိုက်တာတို့ပြီးတော့ဟိုနှလုံး3လုံးလေးရတယ်ထိုးလိုက်သေးတယ်အဲ့ဒါကြီးလုံးနေတော့ဘယ်လိုလုပ်စုမိမအောင်မိစုနော်နေငါပြောထားတဲ့အတိုင်းပဲနော်စုဆောင်တော့လုပ်စီးတဲ့ရေဆဲတဲ့ကစင်းတဲ့အိမ်တော်ရှင်ကောင်းအိမ်တော်ရှင်မကောင်းပြီးတော့အောင်နေလုပ်စူးစမ်းငါလည်းစူးစ အဲ့ မ်း ဒါမပူပါနဲ့အဲ့ဒါကနေရှိလို့ငါလောက်တာပါငါအပြင်းပြင်းလောက်တာပါဟဲ့နင်ကလေဒါကြီးကိုထက်ခါယူပြောနေတော့တာပဲ အေးအပြင်းပြင်းနဲ့နေပြီးတော့နှလုံး3လုံးလေးလည်းထိုးအဲ့လိုဒါတိုင်းလုံးနေမယ်ဆိုရင်ငါပို့တာဘာမှထူးမှာမဟုတ်ငါရှေ့မှာသွား ငါမလောက်တော့ပါဘူးနင်မရှိရင်ငါမလောက်ပါဘူး အေးအဲ့ဒါဆိုပြီးတာပဲကဲအဲ့ဒါဆိုရင်မိထူသွားမယ်နော်ဟိုအချိန်ရှိတဲ့အချိန်မိမိပြောစကားကိုနားထောင်နော်အေးမိစုကအသွားမှာပေါ့နော်ဆက်လာ အေးပါအေးပါ သွားပြီနော်